ဒါမဲ့တရုတ်ပြောသွားတဲ့ထဲမှာ3ချိန်ပါတယ်9ချက်မှာ FPNCC အဖွဲ့တွေကိုပါခေါ်ပြီးပြောတာတရုတ်ကငါတို့ရဲ့တရုတ်လူမျိုးနဲ့တရုတ်အကျိုးစီးပွားထိရင်တဲ့အဲ့ဒီအကျိုးစီးပွားထိခိုက်မှုရဲ့အစထောင်တောင်းပေါင်းမြောက်များစွာရဲ့ပျက်စီးမှုကိုမင်းတို့ခံစားရမယ်တဲ့လာရှိုးမှာတရုတ်ကိုယ်တိုင်ထုတ်ထားတဲ့မူရစေဝါတွေလေတရုတ်စီကလာတဲ့ကမ်မီကယ်တွေနဲ့ထုတ်ထားတာလေတရုတ်လူမျိုးတွေနဲ့မြန်မာစစ်တပ်ပေါင်းပြီးထုတ်ထားတာလေဂိုတောင်ကြီးဂိုတောင်ငယ်တွေအများကြီးလေ right ရပြီလားနောင်ချိုရဲစခန်းမှာဘာတွေမိလဲ match amphetamine နေဟုတ်တယ်နော်ဟုတ်တယ်နော်ရီတော်မနိုင်ဘူးအမေအဲ့ဒီ match amphetamine အိမ်မှာဘာတောင်ပါလိုက်ပြီလေစကိုင်းတို့ပို့ရမကွေးတို့ပို့ရရန်ကုန်တို့ပို့ရမန္တလေးတို့ပို့ရအောင်ပါသေးတယ်what the fuck ဟုတ်ပြီလားမင်းတို့ကလူလိုပြောလို့မရတော့လို့ငါကြမ်းငါမကြမ်းဘူးကွာအမှန်တော့ဆိုတော့အခုလာရှိုးရုပ်မြန်မြန်သိမ့်ပါအကုန်သိမ့်ပါတရုတ်လည်းစောက်ရှက်ကွဲမယ်မြန်မာစစ်တပ်လည်းစောက်ရှက်ကွဲမယ်စောက်ရှက်ဘောင်းဆောင်ကွဲမယ်မြို့ကြီးဖြစ်ပါတယ်လို့ငါပြောချင်တာအဲ့ဒါမြောက်ပိုင်းကိစ္စဟုတ်ပြီလားမန်းလေးကိုဘလို့တိုက်နေဟိုလိုတိုက်နေငါမပြောဘူးငါပြောပြီးပြီအရက်သားတွေကိုထိခိုက်တာတန်ဃာတော်တွေကိုတတ်ဖြတ်တာဘာသာရေးဆရာတွေကိုညှဉ်းပန်းနှိပ်စက်ထိခိုက်သေးကြတာဟုတ်ပြီလားဒါတွေကိုငါတို့ကလက်မခံဘူးနော် right ပြီးတော့ဘန်ကိစ္စမင်းအောင်လိုင်းတက်တော့ဘယ်သူခေါ်လဲမင်းအောင်လိုင်းကသူ့စီမှာ PA လောက်ဘူးတဲ့ကောင်လှဆိုးတို့ရန်ကုန်တိုင်းဝန်ကြီးချုပ်လှဆိုး26ဘီလီယံစားသွားတော့ခုနငါပြောတဲ့အကောင်ကနှစ်ခါတော့မီဒီယာနဲ့မထဖာတာ15နှစ်ကြာသွားအခုအဲ့ဒီလှဆိုးကရောင်းခိုင်းတဲ့မြေခွက်ကိုချေချော်လက်ချော်ဖြစ်ပြီးငါပါလာဆက်တွယ်ပြီးတော့ဆရာတဲ့ဗမာပြည်မှာရင်းနှီးမြှုပ်နှံထားပါလားတဲ့ရန်ကုန်တိုင်းမှာတဲ့ငါလိုက်တော့လှဆိုးစီကရထားတဲ့ပါမစ်တွေဂရန်နေနဲ့ငါပြန်ရောင်းတာကွာကဲမင်းတို့စဉ်းစားကြည့်ဦးဘယ်လောက်တော်ဆိုးတယ်နော်တော်အခြေအနေဆိုးတယ်အဲ့လိုတခိုးတွေKE 14ဘီလီယံခိုးတယ်NASA ကတလုံးမှမပြောဘူးKE လိုကောင်းကိုမြမနိုင်ငံရေးတဲမှာမင်းကွာဝဲစားနေတဲ့ခွေးတော်မတော့ဘူးဝဲကြိုက်နေတဲ့ခွေးမင်းတို့မှတ်ထားအောင်ငါပြောပြအချိန်မတန်သေးလို့နော်အချိန်တန်ရင်KEဖင်ကိုလှန်ပြီးတော့တစ်ချက်ချင်းချိန်လုံးနဲ့ရိုက်တာမင်းတို့ကြည့်လိုက်ငါမပိုင်ရင်မလုပ်ရုပ်တန်နေနဲ့လားခွေးမလားလူတို့ရပိုင်ခွင့်နေခိုးစားတဲ့တခိုးဒါငါအမှန်ပြောတာနော်မင်းတို့ငါဘယ်ကောင်းမှလည်းမကြောက်ဘူးအမေရိကန်မှာဘယ်ကုမ္ပဏီအောက်မှာမှလည်းအလုပ်လုပ်တာမဟုတ်ဘူးနော်စောက်ယူတွေမထားနဲ့စောက်ပေါက်ပန်း40တွေမပြောနဲ့88ချင်းချင်းလည်းငါဒီတိုင်းပဲပြောတယ်မင်းတို့မှမဟုတ်ဟုတ်ပြီလားငါကရန်သူမိတ်ဆွေကောင်းကောင်းသိငါပြည်သူကိုကောင်းကောင်းချစ်တယ်တခိုးကြဘူးကငါရန်သူဖြစ်တယ်โอเคရောမမြို့ကြီးရောမအင်ပါယာကြီးပြိုကျသွားတာချစားလို့ပြိုသွားတာကွာမင်းတို့မှတ်ထားစောက်ငါဗမာစောက်ယူမထားနဲ့အကောင်လုံးတခိုးကြဘူးကြီးပဲမင်းတို့ကိုးကွယ်နေတဲ့ကောင်တွေတခိုးကြဘူးတွေဟုတ်ပြီနော်ငါပြောပြီးပြီဘယ်ကောင်လဲမသိဘူးကိုနေ့ကပြောတယ်ဒီကောင်နေနေရာရှာနေတယ်မွန်ဂိုလီးယားမှာဘလို့အိန္ဒိယမှာငါရေးခဲ့တာအောင်မဲလိုက်ရှိုးထိုင်ပြောတယ်ဟုတ်နေရောငါပြောပြတယ်လေစင်ကာပူအေဂျင့်နဲ့ဒီကောင်နေရှာခိုင်းထားတယ်ချင်းနေမကောင်းရင် ready လုပ်ဖို့လေအကုန်ပင့်ပြေးမယ်လေအဲ့ဒါမျိုးကဘသူပင့်ပြေးသွားလားရီမင်းလေမင်းတို့မှတ်ထားဟုတ်နော်တူနီးရှားလေအဲ့ကောင်လေအကုန်ပင့်ပြီးပြေးတာလေဆော်ဒီကိုဟုတ်ပြီလားပြေးစမ်းပါကဘာကြီးကအဲ့လောက်မညံ့တော့ရှင်းပြောငါကိုယ်တိုင်မညံ့ဘူးအဲ့ဒီကောင်တွေပြေးလေငါအနောက်ကနေ fuck လေပဲအဲ့ဒါမလို့မှတ်တာမင်းတို့တော့တခုမှမလို့ငါဖတ်မယ်အဲ့ဒီကောင်ပြေးစမ်းကွာပြေးတဲ့နောက်လိုက်ဖတ်ဟုတ်ပြီလား
တိုင်းပြောမှနားလေမင်းမြန်မာစစ်ခေါင်းဆောင်အုံနောက်ရှိမယ်ဆိုရင်အခုဖြစ်နေတဲ့တိုင်းရင်းသားတွေကမိုးပေါ်ကျလာတဲ့ကောင်တွေမဟုတ်ဘူးရခိုင်ပဲဖြစ်ဖြစ်တအန် TNL ပဲဖြစ်ဖြစ်နော် MNDA ပဲဖြစ်ဖြစ်ဟုတ်ပြီလားကချင်ပဲဖြစ်ဖြစ်မွန်ပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်အဲ့ဒီမြေပေါ်မှာမွေအဲ့ဒီမြေပေါ်မှာကြီးလာသူ့ဘာသာသူတရုတ်စကားပြောမယ်ကရင်စကားပြောမယ်ရခိုင်စကားပြောမယ် right မဆွေးနွေးနိုင်ဘူးလားနော်ဆွေးနွေးပြီးတော့ပခုံးမဖက်နိုင်ဘူးလားစစ်ဆိုတာတနတ်ပြောင်းပြားကကြီးစံထွက်မှစစ်တိုက်တယ်လို့နားလည်နေတာလားပါဇက်နဲ့ရောစစ်တိုက်လို့မရဘူးလားခွေးမသားတွေရဲ့ဟမ်မင်းအောင်လိုက်စောက်မျိုးကွာဆွေးစင်မျိုးဆက်အုံးလက်လို့ယူငါလိုက်တာစောက်အရေးချင်းရှိတဲ့ကောင်တကောင်မှမရှိရုံးမှာတော့ငါတကောင်အဖေကပြတာအဆင့်ပဲရှိငါတို့လိုဂိုးရှယ်မျိုးတွေမဟုတ်ဘူးနော်ပြတာအဆင့်နဲ့မွေးလာတဲ့ကောင်ပဲရှိငါဦးသိန်းစိန်ကိုတော့ငါပြောခဲ့ပြီးအဖေဖုန်းကြီးအမေဖွားတီလာနဲ့မွေးတဲ့ကောင်ငါပြောခဲ့တယ်ကိုတော့ငါအမှန်ကြီးပြောတယ်ကွာဟုတ်လားငါပူတော်လဲရောက်ပြီကွာတော့ငါပသိမ်ထောင်လဲကြာခဲ့ဒီမှာအောင်ဝေးတော့ပါလို့ငါထောင်ထဲမှာတွေ့ခဲ့တာငါဘယ်ကောင်းမှဖားခဲ့ဘူးငါထောင်ဝင်စားမရှိဘူးကွာโอเคငါဘွားကိုငါအဲ့ဒီမှာငါတမရဝိပဿနာထိုင်နေငါကံမထမ်းရှုတယ်ပထမငါမလုံနိုင်ဘူးငါအနှောက်ရှက်တွေများတယ်ငါရေချိုးထွက်လာရင်ငါခဲလုံးလေးတွေကောက်လာတယ်အဲ့ဒီခဲလုံးလေးတွေကိုငါတရဏဂုံသုံးပါရွတ်ပြီးတော့ခဲလုံးတစ်လုံးချင်းငါလက်ဝါးတွေကိုငါထည့်တယ်ငါမှပတိမရှိဘူးငါဒီလိုဖြတ်တန်းတာကွာဟုတ်ပြီလားငါတမာဒီငါရအောင်ယူလာတယ်ငါဘယ်သူထောက်ဝင်စားလူတွေထောက်ဝင်စားလားငါမမျှော်လင့်ဘူးကွာငါလာတွေ့မဲ့လူလည်းမရှိဘူးကွာဟုတ်ပြီလားထောင်ရထွက်မဲ့အချိန်ကြတော့ငါ့ကိုရဲဘော်ကိုရှယ်လေးတို့ဘိုင်ဘိုင်သွားပြီမင်းထောင်ရထွက်ပြီလားအေးဘောကွာကျင်းတဲ့ထောင်ထဲကနေကျဲတဲ့ထောင်ထဲကိုမင်းပြန်သွားတာပါလို့ပြောစိတ်တွေဆိုးကြတယ်ထောင်ရထွက်မဲ့ကောင်ငါအမှန်တိုင်းပြောတာလေငါအမှန်ဆိုတော့တိတ်ပြောစကားမပြောချင်တော့ဘူးငါအမှန်တိုင်းပဲပြောတာလေငါမဟုတ်တာပြောတာအခုကြာနေချင်းချင်းလေးထောင်လေမင်းပြန်ထွက်သွားမှာမြန်မာနိုင်ငံရဲ့အကျယ်ချုပ်ထောင်ထဲကိုရောက်မှာလေဘာထူးလို့လဲလို့ဆိုတော့ဒါမြောက်ပိုင်းကိစ္စငါပြောလိုက်ပြီလာရှိုးရှင်းမင်းတို့မိမယ်တကဘာလုံးကိုဖြန့်တဲ့မူရစေဝါဂိုတောင်ကြီးတွေကိုမင်းတို့ရပြီဆိုရင်ငါမှတောင်းငါပင်ပွိုက်တွေပေးမယ်โอเคပြီးရင်နောက်ဆုံးတစ်ချက်ကတော့မြန်မာနိုင်ငံရေးကိုပြောတော့မယ်ဂုတ်လတရက်မှာထပ်တန်းတိုးမယ်ဟိုအကောင်ကမျောနေရှင်အုံနောက်တေသွားပြီမြစ်ဆွေကโอเคဒါနဲ့ခန္ဓာကိုယ်ရမသေးသေးဘူးအဲ့ဒီကောင်ကလာလို့မရတော့ဘန်ထီးယူလည်းမရှိတော့ဘူးဟုတ်ပြီလားဒီခွန်မြတ်ကိုမာဖီးယားဖြစ်တဲ့အကြောင်းပထမဆုံးရေးတာအေယာဝတီမြန်မာပြည်ထဲမှာအခြေစိုက်ဖို့ဖြစ်လာတဲ့အချိန်မှာဒါအမှန်နေတော့အမှန်တရားတွေဒီခွန်မြတ်ကြီးကိုမာဖီးယားမဟုတ်ပါဘူးသူတော်ကောင်းကြီးပါဆိုပြီးတော့တောင်းပန်နဲ့အဲ့ဒါတွေကျွန်တော်တို့မှားယွင်းပါလို့ဆိုလောက်ရတာလေအေယာဝတီမင်းတို့ငါပြောပြတာရဲဘော်အောင်စော်တို့ဟုတ်ပြီလားနော်အခုအဲ့ဒီကောင်ကတာဝန်ယူပြီးလုပ်မှာလားလုပ်လိုက်မင်းတို့အာရခအကန်းတို့ရွာအပိုင်း1ကနေအပိုင်း30ရောက်သွားပြီလေငါပြောခဲ့ပြီးပြီလေမင်းပြောတော့မဲလိန်လို့မဲခိုးလို့မင်းဆွဲတော့ဝါကီတော်ကီအမှုနဲ့ဆွဲတယ် mother fuck ဆိုငါအဲ့ဒါပြောခဲ့တယ်လေ mother fuck ဆိုတော့အခုတော့ဖြစ်နေပြီလေဟုတ်တယ်မလားပြီးတော့ဖွဲ့လိုက်တော့ဘာလုပ်တယ်များအောင်တခိုးကြဘိုးကြမ်းခိုင်ရတခိုးကြဘိုးတွေခင်ကြီးတို့တွေကိုပြန်ခေါ်တယ်အရက်သမားတွေဘိန်းစားတွေဖာကောင်းတွေတခိုးတွေကိုခေါ်တယ်ခေါ်ပြီးဖွဲ့တယ်မရဘူးတိုင်းပြည်ကိုမင်းတကယ်ချစ်တယ်ဆိုရင်မင်းအနေနဲ့ရွေးကောက်ပွဲလှုပ်ပေးလို့ကိုမရဘူးမင်းယူနေလို့ပြောနေတာဒီကောင်ယူမဲကိုငါအဲ့ဒီတွေကသိတာကွာအာရခမီဒီယာမှာငါပြောခဲ့တယ်အပိုင်း2မှာဟုတ်ပြီလားအကန်းတို့ရွာအပိုင်း2မှာဆိုတော့မင်းတို့ယူနေတာသူကိုယ်တိုင်တရားမဝင်မဲနဲ့ तू တရားဝင်တဲ့ရွေးကောက်ပွဲကိုဘယ်လိုလုပ်မှာအဲ့ဒီရွေးကောက်ပွဲရလာတဲ့အကောင်တွေကရောဘယ်လိုတရားဝင်မှာအခုတရုတ်ကအဲ့ဒီအကွက်ကိုသူတရားမဝင်မှန်းသိလို့ရွှေ့ပြီးတော့
ကြားပြညုံမောင်းအစိုးရငါအဲ့ဒါပြောတာတိုင်းရင်းသားခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တော့မင်းတို့နဲ့တိတဲ့ကောင်မဟုတ်ဘူးနော်တကယ်ပါဝါရှိတယ်အာဏာရှိတယ်တိုင်းရင်းသားဒေသသူ့အောင်စစ်ဗိုလ်ချုပ်ဖြစ်မယ်သူ့ဘာသူကြိုက်တာဖြစ်မင်းတို့အဲ့ဒါတွေခေါ်ပြီးတော့ဆွေးနွေးပြီးတော့ဖွဲနောက်မဟုတ်ဆိုရင်အဲ့ဒီတိုင်းပြည်မှားကြီးအမှုတ်ဖြစ်ပြီးတော့ဒုက္ခရောက်မယ်တရုတ်ကလည်းဘာဖြစ်လဲသူ့အကျိုးစီးပွားကြီးဆုံးအခု1 pound company 1 pound company မင်းတို့သိတယ်နော်မုံရွာမှာစားလင်းကြီးမှာ right ကျင်းဒီတူးရနေရွှေကြောရတာရွှေတွေတူးထုတ်နေတာတရုတ်ပြည်ကိုပို့လို့မရဘူး PDF တွေကအဲ့မှာလောင်ချာတွေရောဟိုတင်းတွေရောပြစ်နေလို့တရုတ်ကစောက်ရမ်းပေါက်ကွဲနေတယ်အခုဒါငါအမှန်ပြောတာနော်ဘလောက်တောင်ထွက်လဲသိလားတလောက်ရွှေ6တန်ရနေတရုတ်က1 pound company ကြီးမှာမင်းတို့ PDF စောက်ပိန်းတွေကိုလည်းပြောလိုက်အောင်မင်းတို့အဲ့ကုမ္ပဏီတိုက်ပလိုက်မင်းတို့မသေးတော့မသေးနိုင်ဘူးအဲ့ဒီရွှေတွေဟုတ်ပြီလားအဲ့ဒါမြန်မာပြည်ကရွှေတွေတူးတာချင်းကြီးရတာရွှေကြောအဲ့ဒါမင်းတို့ငါပြောတာငါတေချာမှပြောတာဟုတ်ပြီလားနော်ဆိုတော့ဒီကောင်ဩဂလတရက်နေ့မှာတက်တန်းထတ်တိုးမယ်ဆိုရင်အသက်တိုးခြင်းလို့တိုးတာအဲ့ဒီကောင်တိုးစမ်းกว่าမင်းခွေးမသာတိုးစမ်းกว่าမင်းတိုးရင်ငါနဲ့ထိတ်လိုက်တွေ့ငါမင်းကိုပြောတယ်ငါမင်းကိုစတိုက်ပြီလို့ပထမလိုက်တယ်မှာငါပြောဘူးတယ်စဉ်းစားကြည့်ကွာစားကြလည်းမရှိတော့စီလေး30-20သားရဖို့တပြည်လုံးတန်းစီရတဲ့ဘဝကိုပို့ထားတာလေဆန်လေးတပြည်နှစ်ပြည်ရဖို့တပြည်လုံးတန်းစီရတဲ့ဘဝကိုပို့ထားတာဒါပဲဘန်ကိစ္စပြောသွားမယ်ဒီကောင်နေစတက်ခဲ့ရလေမြေခွက်ဒီကောင်နေပါမစ်လှုပ်ရှားတာဘယ်လောက်တောင်ကျဲလဲ9,900,000ကျော်တယ်တဲ့ပါမစ်ပေါင်း9,900,000ကျော်တယ်ပါမစ်တစ်ခုဟာ3,000အောက်မှာမရှိဘူးမြေခွက်မင်းတို့မှတ်ထားအောင်တော့ငါသေချာမှပြောတာကွာဟိုခုနဟိုအကောင်လိုပေါ့လေဦးတန်းရွှေအိမ်မှာချီးပါသေးပေါ့ဒီကောင်သိနေတယ်ဒီကောင်သူများတရင်နေဒီပဲထိုင်ပြောပြီးတော့ပတ်စံသွင်းမှာတဲ့တောင်းစားလိုက်ပါလားကွာအဲ့လောက်တောင်ဖြစ်နေအကောင်လုံးတရင်တွေကသူများသိပြီးသားတွေကြီးပဲဟုတ်ပြီလားဆိုတော့အဲ့ဘန်ကိစ္စကိုပြောမယ်အဲ့ဒီမြေခွက်တွေကိုလေစီဘီဆိုတာအဲ့ဒါဦးသိန်းစိန်အနောက်ကကြောရိုးခင်မောင်အေးအရင်တုန်းကပြင်းမနာတောင်မူမှာနော်တစ်ခိုးဖြတ်ပြီးတော့ပုတ်လုံးရောင်းစားတဲ့အဆင့်ပဲရှိငါပြောပြီကောငါအကုန်သိတယ်ဟုတ်ပြီလားဒီကောင်လေးဖောက်တယ်အစားငါနဲ့သိတယ်โอเคဘာကောင်နေမှလည်းမဟုတ်ဘာပညာရှင်နေမှလည်းမဟုတ်ဘာပရောဒတ်မှလည်းထုတ်ပေးတဲ့ကောင်နေမဟုတ်တိုင်းပြည်ဒီခရိုနီတွေထုတ်ပေးတဲ့ငပြိုင်ရည်တပလင်းမင်းတို့ဖျန်းစားဘူးလားအမေးကျင်လို့ပါမင်းတို့ဒီလောက်တောင်ဘောမနေရဟမ်ခရိုနီတွေထုတ်ပေးတဲ့ product တစ်ခုကမ္ဘာမားကတ်မှာငါပြကွာငါဖျားတစုဂူတလုံးသွင်းပြီးကိုးကွယ်ခြင်းလို့ကုံကျော်နော်ကုံချမ်းမဟုတ်ဘူးနော်ခွေးမသားတွေပြီးတော့မင်းတို့မဘာသားတွေမင်းတို့ဘောမတွေရဲ့သားသမီးတွေထူးချွန်သူတွေဘဲခရိုနီကဘဲနိုင်ငံတကာတက်ကတော်မှာကြောင်းထားပေးဘူးလို့မင်းတို့စောက်ချက်လဲတပြားမှမရှိဘူးမင်းတို့စောက်ခွက်တွေလဲကြက်တည်တခုမှမရှိစောက်ချက်နဲ့စောက်ခွက်အဲ့ဒီမှာလိုက်မင်းတို့နော်မင်းတို့မှန်ကန်ကိုမမြင်သေးဘူးတိုင်းပြည်တည်ဆောက်ဖို့ငါစစ်တပ်ကြီးပြုတ်မင်းအောင်နိုင်ကသေးစိုးဝင်းကအဲ့ဒီမှာဒုက္ခိတဖြစ်ငါဒါတွေမပြောဘူးငါပြောနေတာအရင်ရှင်းတယ်မခိုးပါနဲ့မနှိမ့်ဆက်ပါနဲ့မတရားမလုပ်ပါနဲ့မလိမ်လဲပါနဲ့မင်းတို့ဘုန်းကြီးကိစ္စလိမ်လဲတယ်ဟာအရင်တော့မင်းတို့လှုပ်ခဲ့ဇေယျတော်တို့နော်ဂျင်မီတို့တော့ငါပြောတယ်လीမင်းတို့ဓာတ်ပုံပြတယ်ပြီးတော့မင်းတို့ရုပ်တံလေးထုတ်ပြတယ်ရင်ဘတ်လေးကိုမင်းတို့ရိုက်ပြတယ်အောက်ကသူတို့ဂွေးစီကိုမင်းတို့တရက်နဲ့ချိန်ထားရလीဟောမင်းတို့သူ့စင်တင်တက်လိုက်တယ်ဘာမှလည်းမလို့ proof သူများနိုင်ငံတရင်ကအဲ့လိုမျိုးလားဟမ်ခွဲမသားတွေလိန်လို့ကိုမဝသေးဘူးဟာပြောလိုက်ရင်ဗုဒ္ဓဘာသာဟာသူတို့လောက်ပဋ္ဌာန်းကျွတ်တာသူတို့လောက်မင်္ဂလာတော့အာမတာဖတ်ကွာမင်းတို့လောက်ကျွတ်တာမင်းတို့စောက်ရေးမပါဘူးဘာမင်္ဂလာတော့မှမရွတ်တဲ့
အမေရိကန်နိုင်ငံကြီးကကမ္ဘာပေါ်မှာဥဆောင်နေတယ်ကွာနီးပညာအမေရိကန်နိုင်ငံမှာမင်္ဂလာတော့မရှိဘူးပထမမရှိဘူးကွာမင်းတို့လိန်လို့လည်းမဝသေးဘူးဘလို့လောက်ကြမလဲမင်းတို့ဆွေစင်မျိုးဆက်ဘောင်စင်အကုန်လုံးဆက်လိန်ခိုင်းတဲ့ပညာပဲပေးတယ်အဆရာဦးအောင်သိန်းကသဘောကျတယ်တိုင်းပြည်ပြန်အရင်ဆုံးပိတ်တာကြောင်းနဲ့နောက်ဆုံးမှပိတ်တာရဲစခန်းနဲ့တိုင်းပြည်ပြန်ကောင်းစားရင်လည်းပထမဆုံးဖွင့်တာရဲစခန်းနဲ့နောက်ဆုံးမှဖွင့်တာကြောင်းနဲ့တို့တော့ကြောင်းဆရာပြီးပြောသွားဟုတ်တယ်နော်မမပြကလေးတွေအရန်ကိုတနာဖို့ကောင်းတယ်ငါတို့ကိုချင်းလဲစားတယ်ဝမ်းလဲနေတယ်တဲ့လားဆိုတော့ဒါကြောင့် PDF တွေတိုင်းရင်သားဒီတော်လိုင်းရေးတပ်ဖွဲ့တွေကိုလည်းပြောကျင်တယ်ပြည်သူလူထုကိုမထိခိုက်ပါနဲ့နော်နန်းစီဒီယန်ရောစီဒီယန်ရောအားလုံးကိုနားလေသဘောပေါက်အောင်သူတို့ကိုအကောင်းဆုံးနော် philosophy ရဆောင်ရွက်နိုင်အောင်ကြိုးစားကြပါဒါပဲပြောကျင်တယ်သူတို့ဟာလောင်းရိပ်အောက်ကကြီးကြရတာပါဒါကြောင့်သူတို့ကိုဒီလိုဘာသာရေးခေါင်းဆောင်တွေကျောင်းဆရာမတွေသိတယ်မလားကျမ်းမာရေးဝန်ထမ်းတွေဒါတွေကိုလည်းမထိခိုက်ကြပါနဲ့ဟိုနောင်ချိုမှာဟိုတနေ့ကပြောကြတယ်ကိုစီကိုလည်းရောက်လာတယ်ကြမ်းခိုင်ကြီးကလူ40လောက်အသက်ခံရတယ်တဲ့ဟုတ်တယ်လဲဟုတ်မယ်မဟုတ်တယ်ဒါပေမဲ့သိတာတော့တတ်လိုက်တာဆိုရင်တော့အဆင်မပြေဘူးကွာငါလူတက်တာမကြိုက်ဘူးငါချင်းတော့မရိုက်ဘူးကွာကဲအပွင့်လင်းပြောပြဆိုတော့အဲ့ဒါခင်ကြီးဒီကမင်းအောင်လိုင်ကိုဖားဖို့ရက်ကြီးကြန့်ခိုင်ရင်သတင်းတက်ဖွဲ့တွေဖွဲ့ထားတာအခုအဲ့ဒါအားလုံးဖန်ခံအခင်းကြီးဒီကဘာဖြစ်တော့အေးဆေးပဲဟုတ်ပြီလားဆိုတော့ကိုတို့ကတော့စိတ်မကောင်းဘူးပေါ့ကွာဝမ်းလည်းနေလူချင်းကွာနော်အမှန်မှာတော့ brain တွေကိုပြောင်းလဲစေခြင်း